At the airport လေဆိပ်မှာပြောမယ် dialogue ပါ I would like to check in for my flight to London သို့ပြန်တမ်းမဲ့ကျွန်တော်ရဲ့ခီးစဉ်အတွက်ကျွန်တော် check in ဆိုတော့ဝင်ရောက်စစ်ဆေးခံတာကိုယ့်ရဲ့ document တွေကိုစစ်ဆေးခံတာပါ London is your final destination နောက်ဆုံးမှာ question mark လေးနဲ့ရေးထားတယ်တကယ် is London your final destination ဒီလိုမေးလိုက်ရပါတယ် London ကခင်ဗျားရဲ့နောက်ဆုံးဥတီရလားတချို့ကြတော့ဂျားမှာတဆင့်ပြီးတော့မှထပ်သွားပါဒါ transit C ရခေါ်တာဟုတ် and I need to see your passport and ID please ခင်ဗျားရဲ့နိုင်ငံကူးလက်မှတ်နဲ့ ID ကိုတစ်ချက်ကြည့်ဖို့လိုပါတယ်ကျေးဇူးပြုပြီးတော့ပြပါ Yes London is my final destination and here is my passport ဟုတ်ပါတယ် London ကကျွန်တော်ရဲ့နောက်ဆုံးဥတီရပါဒီမှာကျွန်တော်ရဲ့ passport ပါ Do you have checked luggage or a carry-on ဒီလိုစစ်ဆေးပြီးသားဝင်စီစလဲဒုတ်တွေပါမလားဒါမှမဟုတ်ရှင် carry-on တည်သွားမဲ့ဟာပေါ့ကိုယ်နဲ့တပါးနဲ့တည်သွားမဲ့ဟာလေးရှိလား I have one suitcase and one backpack ဒီလို let's wait လုံးနဲ့ job wait လုံးပါမယ် Could you place them on the belt please ကျေးဇူးပြုပြီးတော့တင်ပေးပါ and would you like an aisle or window seat aisle ဆိုတာဘေးလျှောက်လမ်းပေါ့နော် window seat ကတော့ပရင်းပေါက်ဖက်ဘေးကောင်းလိုချင်လဲ Could I have a seat next to an emergency exit အရေးပေါ်ထွက်ပေါက်နဲ့ကက်လက်မှာထိုင်ကုန်နေရမလား Suddenly ရတာပေါ့ Here is your boarding pass ဒီမှာခင်ဗျားလေမော်တက်မယ် pass ဖြတ်တန်းခွင့်မှာ Your plane is leaving from gate 4 ကနေထွက်မယ် Please be there 45 minutes before departure မထွက်ခင်45မိနစ်အလိုမှာရောက်ရှိပါစေ Have a nice flight ကောင်းမွန်တဲ့ပြန်တမ်းမှုလေးဖြစ်ပါစေ Perfect thanks ကျေးဇူးပဲနော် Checking in at the airport လေဆိပ်မှာဝင်ရောက်ပြီးတော့စစ်ဆေးခံမယ်ဆိုရင် Where's the check-in desk ဝင်ပြီးတော့ကျွန်တော်စစ်ရမယ်ဇပွဲကုန်ဌာနဘယ်မှာလဲ I would like to check in ကျွန်တော်စစ်ဆေးခံခြင်းလို့ပါဖြတ်တန်းခွင့်ရဖို့အတွက် Please be at the gate 45 minutes before departure မထွက်ခင်45မိနစ်ကြိုရောက်ပါ Do you have a check bag or just carry on luggage ဒီလိုမျိုးအလေးချိန်နေလုံခြုံရေးအတွက်စစ်ဆေးပြီးသား bag သို့မဟုတ်ရင် carry on luggage ကိုယ်နဲ့တပါးနဲ့တည်သွားမယ့် luggage ပဲရှိရလား I have one carry on two check bags ကျွန်တော်မှာတပါးနဲ့တည်သွားလို့ရမယ့်ဟာတစ်ခုနောက်ပြီးစစ်ဆေးပြီးသားအိတ်ရှိရယ် Can I see your passport တစ်ချက်လောက်ကြည့်လို့ရမလား Can I see your boarding pass လေမော်တက်ရောက်ခွင့်လက်မှတ်ကြည့်လို့ရမလား Your flight is boarding at 7:15 9:15မှာလူတင်မယ်ခင်ဗျားတက်ခွင့်ရှိမယ် Your flight leaves from gate F12 ကနေထွက်မယ်တဲ့ခင်ဗျားလေယာဉ် The flight has been delayed for 1 hour ဒီပြန်တမ်းမှုကို has been delayed နှောင့်နှေးစေမယ်အချိန်နောက်ဆက်သွားမယ် for 1 hour တနာရီလောက် Take off is in 3 hours 3 နာရီအတွင်းမှာထွက်ခွာတာ Paging all passengers on flight QUE 3822 Toronto. Your flight is now boarding at gate Z15. ခီးသည်များအားလုံးကိုလေယာဉ် QUE 3822 Toronto သွားမယ့်လေယာဉ်ပေါ်သို့စတင်ခေါ်ဆိုနေပါပြီကြီးညာနေပါပြီသင်ရဲ့လေယာဉ်ကတော့အခု gate Z15 ကနေတက်ရမှာပါGoing through security လုံခြုံရေးကိုဖြတ်မယ်ဆိုရင် we need to go through the security check ဖြတ်ဖို့လိုတယ် before we can board မတက်ခင်မှာ empty your pockets please အိတ်တွေကိုကုန်သွင်းချပေးပါရှင်းလင်းပေးပါ put all electronics in a separate bin electronics ပစ္စည်းအကုန်လုံးကိုတတ် bin ဆိုတာ bin တစ်ခုမှာထားပါ Have your passport out and ready passport လေးထုတ်ထားပေးပါ
ပြီးရင်အစင်သစ်ထားရပေးပါဒီမှာသိရမယ့်ဝက်ချက်ပုံစံလေးက have object out and ready ဆိုတာကတော့ဒါ adjective ပါနှစ်ခုစလုံးကဒါဆိုရင်ဘယ်လိုလေးမှတ်မလဲပြောရင် have to keep to object to be plus adjective to be တော့မြုပ်လို့ရပါတယ် step through the scanner please စစ်ဆေးမဲ့ဆက်ကိုတစ်ချက်လောက်လမ်းတက်ပြီးပါ I need to search your bag ခင်ဗျားအိတ်ကိုရှာဖို့လိုတယ် What you have in your bag ခင်ဗျားအိတ်ထဲမှာဘာရှိလဲ Please hold still stay ငြိမ်ငြိမ်သက်သက်ရပ်နေပေးပါ Landing at your destination ဆင်းတော့မယ်ဆိုရင် What is the purpose of your stay ဒီမှာနေတဲ့ရည်ရွယ်ချက်ကဘာလဲဒါကိုဝင်ရောက်မဲ့နိုင်ငံနေရာမေးမှာပါ I'm here on vacation အလည်းရဲ့ထွက်လာတာ How long are you staying here ဒီမှာနေရာဘယ်လောက်ကြာပြီလဲ Have you been here before အရင်ရောက်ဒီကိုရောက်ဘူးလား Where's the baggage claim ကျွန်တော်ရဲ့ဝင်စီစလဲအိတ်တွေသွားပြီးတော့တောင်းယူရမယ့်နေရာဘယ်နေရာလဲ Your baggage has been lost ပျောက်ဆုံးသွားခဲ့တယ် We landed at 8:15 မှာဆင်းတာပါ We need to go through customs အကောက်ခွန်ဖြတ်ရမယ် before we can leave the airport ကိုကနေပြီးတော့မထွက်ခွာခင်ပေါ့နော်မထွက်ခွာခင်ဖြတ်ရမယ် Do you have anything to declare ကြေညာဖို့အတွက်တစ်စုံတစ်ခုရှိလား I only bought small souvenirs for my family မိသားစုအတွက်လက်ဆောင်ပစ္စည်းနည်းနည်းပဲဝယ်ခဲ့တယ် Do you have any duty-free items in your luggage ထဲမှာအကောက်ခွန်လွတ်တဲ့ပစ္စည်းရှိလား May I search your bag အိတ်ကိုစစ်ဆေးပေးရစီအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်သင်ခန်းစာလေးမှာပြန်လည်ဆုံတွေ့ပါမယ် Summit English 2016ရဲ့ YouTube channel လေးကို like share subscribe လုပ်ဖို့အတွက်လည်းဖိတ်ခေါ်ပါတယ်